ဒီနေ့အတွက်စကားလုံးလေးကတော့ polite. When someone has good manners, we can say he or she is polite. တရားကယဉ်ကျေးတဲ့အမူအရာလေးရှိတယ်ဆိုလို့ရှိရင်ဒီကျတော့က polite ဖြစ်တယ်လို့ပြောလို့ရပါတယ် It is an adjective. Polite ကလည်း adjective ပါပဲเนาะ It has two syllables. အတန်နှစ်တန်ရှိပါတယ် polite ဆိုပြီးတော့အတန်နှစ်တန်ရှိပါတယ် and we have to stress on second syllable. ဒုတိယအတန်မှာခြေကိုဖိရပါမယ် It's not polite. Whole ဆိုတဲ့အတန်ကြီးမှာဖိစရာမလိုပါဘူးเนาะနောက်က light ဆိုတဲ့အတန်လေးမှာ stress လုပ်ပေးရပါမယ် polite like this. Okay, so saying please and thank you is a very polite gesture. Okay, ဒီချက်လိုမျိုးဒါတော့သမီးတို့လည်း sentence လေးတွေလုပ်ကြည့်ပြီးတော့ comment မှာမှတ်ပေးပါအောင်เนาะ Thank you so much everyone. See you tomorrow. Bye bye.